ခုမှဆိုရင်ဖြင့်ရက်ခွက်တရအတော်ကြီးအားလုံးရဲ့အာယုံစိတ်ချကိုခံနေရတဲ့အဖွဲ့လေးတစ်ဖွဲ့ကတော့လမ်းလျှောက်ထွက်လာပြီခင်ဗျာဒီအဖွဲ့လေးကဆိုရင်ဖြင့်ကိုကျော်လင်းကိုကျော်မင်းကိုတွေးကင်တို့၃ယောက်ပေါင်းပြီးဖွဲ့ထားတဲ့ရောပါအဖွဲ့လေးတစ်ဖွဲ့ဖြစ်တယ်ခင်ဗျာဒီတွေ့ရတဲ့အတိုင်းပဲတယောက်နဲ့တယောက် fashion မထက်အောင်ဝစ်လာတာပဲဖြစ်ပါရဲ့၃ယောက်လုံးမှာစေတနာအကောင်းဆုံးဖြစ်တဲ့အလဲကကိုထွေးခင်ဟာဆိုရင်ဖြင့်တကွက်ပြသွားခဲ့ပြီခင်ဗျာချိုးနေရပဲပြင်းလိုက်တော့ကွာအမလေးလမ်းတော့မလျှောက်ချင်တော့ဟိုနောက်နဲ့ဒီနောက်တလက်ပေါ့ပြီးသွားလို့ရရင်ကောင်းပါပဲဒါတော့ပြင်းတယ်အော်ဘလို့ကွဲသွားတာလေဟာဟဲ့နေအဲ့ဒါနေလောက်လိုက်တာတော့မကြီးကောင်းကွဲသွားပြီဟုတ်လားဟာဘယ်ကွဲသွားလဲဟာအဲ့ဒါနေလောက်တာကျွန်တော်မသိလိုက်ဘူးသိလားကျွန်တော်အခုမှသိတာဘယ်ကွဲသွားတာကျွန်တော်နဲ့ဘာမှမဆိုင်ဘူးကောင်းလိုက်တော့ကွာဒီညလေးလူရှင်းတော့တောက်လို့ကောင်းတယ်ဟမ်အော်မလေးလမ်းလိုက်တာမလေး informer အချိန်ကြီးကလည်းကြည့်ရသေးတယ်စွတ်စွတ်ရှိုက်လို့မရအောင်လေထဲမှာလွင့်သွားတာပဲဒီတွေ့နေရတဲ့အတိုင်းပဲကိုထွေးခင်တယောက်ဂီတာတလက်ကင်ကအတန်ပါရမီကိုပိုင်နိုင်ထုတ်ပြနေပြီခင်ဗျာမတိလင်ကြည့်ပါကတချင်းဖွင့်လာသလားအောင်းမိရတယ်ခင်ဗျာ我叫今天来是关于北国比较，阿拉没标准嘛的，阿拉没教呢，教我呢，这都你熟悉他的哈，你叫 review 变了变嘛，批判，阿拉没教来是关于北国比较嘛，阿拉没，拜拜，goodbye。